မင်္ဂလာပါခင်ဗျာပပဝ IELTS ကဆရာသူကြီးပါကောင်းမွန်တဲ့နေ့လေးဖြစ်ပါစေခင်ဗျာအဲ့တော့ writing test 2 band school ပေါ့နော်ကို writing test 2 band school တက်လာဖို့အရေးကြီးဆုံးလို့ဆရာထင်တာကတော့၅ချက်ရှိတာပေါ့နော်ပထမတစ်ချက်ကကျတော့ထုံးစံအတိုင်း relevant answer ပေါ့နော်သူမိတာနဲ့ဆိုင်တာပဲဖြေသူမိတာနဲ့မဆိုင်တာမဖြေနဲ့ IELTS လို့ပြောလိုက်ပြီဆိုနံပါတ်1အရေးကြီးဆုံးက relevancy ပဲနော်သူမိတာနဲ့ဆိုင်တာပဲလို့IS လေးလာမယ်ဆိုရင် IELTS နဲ့ဆိုင်တဲ့အရာအတွက်ပဲကိုကအချိန်ပေး writing test 2ဖြေတဲ့အခါလဲနံပါတ်1အရေးကြီးဆုံးက relevancy သူမိတာနဲ့ဆိုင်တာပဲဖြေမဆိုင်တာမဖြေနဲ့ဒုတိယတစ်ချက်ကကျတော့ explain your idea ကိုပြောလိုက်တဲ့ idea ကိုတစ်ဖက်လူနားလည်အောင်တစ်စိမ့်ချင်းရှင်းပြဘယ်လောက်ရှင်းပြနိုင်လဲအမှတ်ရတာတတိယတစ်ချက်ကကျတော့ exam နဲ့ topic collocation လေးတွေပေါအောင်ရေးဒီ speaking part 3နဲ့ writing test 2เนี่ยနည်းနည်းခက်ဆင်ဆင်လေးအရာလေးပဲဖြစ်ပဲဆိုရင်ခက်ဆင်ဆင်လေးပဲပြောရဲဆိုမမဟုတ်ပေါ့နော်အဲ့တော့ exam လေးပါလာဖို့လိုတယ် topic collocation လေးပါလာဖို့လိုတယ်သူမေးတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတဲ့ပစ္စည်းမျိုးစား exam လေးပါလာဖို့လိုတယ်သူမေးတဲ့အကြောင်းအရာ topic နဲ့ဆက်ဆက်နေတဲ့အစာလုံးအတွဲလေးပါလာဖို့လိုတယ်နောက်တစ်ချက်ကကျတော့ writing symbol လေးတွေမဖတ်ခင် planning ချနောက်ဆုံးတစ်ချက်ကကျတော့ဆရာပြောနေကြအတိုင်းmod test နဲ့ feedback တွေကအရေးကြီးတယ်ပေါ့နော်အဲ့တော့ writing test 2အမှတ်တက်လာဖို့အတွက်relevant answer ဖြစ်ဖို့လိုတယ် idea လေးတစ်ခုချင်းစီရှင်းပြပေးရမယ်exam နဲ့ topic collocation ပါလာဖို့လိုတယ် writing symbol မဖတ်ခင်မှာ planning ချ mod test နဲ့ feedback အရေးကြီးတယ်ပေါ့နော်ဒါလေးကိုဆရာတစ်ချက်ချင်းစီပြန်ရှင်းပြရမယ်ဆိုရင်writing test လို့ပြောလိုက်ပြီဆိုနံပါတ်1အရေးကြီးဆုံးက relevancy ပဲဖြစ်ပြီးတော့အဲ့ဒီကိစ္စကိုအရင်ရှင်း relevant ဖြစ်တဲ့ idea ပဲရေးပေါ့နော်သူမေးတဲ့မိကုန်းနဲ့ဆိုင်တာပဲကိုရေးသူမေးတဲ့မိကုန်းနဲ့မဆိုင်တာဆိုမရေးနဲ့ဒါဆရာတို့ writing test လို့ပြောလိုက်မယ်ဆိုရင်လူအများဆုံးဖြစ်တဲ့အမှားလူအများဆုံးဖြစ်တဲ့ဟာသူမေးတာနဲ့ဆိုင်တာဖြေတော့မှသူကကိုယ်စပြီးတော့စာလို့ရင်စပြီးအမှတ်စပေးလို့ရမှာဖြစ်ပြီးတော့သူမေးတာနဲ့မဆိုင်တာတွေပဲကိုကရေးနေတယ်ဆိုရင်ကိုကအမှတ်ရမှာမဟုတ်ဘူးပေါ့နော်ဆိုလိုတာဗျာ relevant မဖြစ်ဘူးဆိုရင်ကို writing band ကိုက 5.5 ကနေတက်တော့မှာမဟုတ်ဘာလို့လဲဆိုတော့ကိုက grammar တွေမှန်တယ် vocab တွေထည့်ထားတယ်ဒါပေမဲ့ကိုရေးသမျှဝါကြတိုင်းဟာသူမေးတဲ့အကြောင်းအရာနဲ့မဆိုင်တာကိုကရေးနေတယ်ဆိုရင် grammar ဘယ်လောက်ပဲမှန် vocab ဘယ်လောက်ပဲထည့်သူလည်းကိုအမှတ်ပေးလို့မရဘူးဘာလို့လဲဆိုတော့သူမေးတယ်ကအကြောင်းအရာတစ်ခုကိုဖြေလိုက်တာအကြောင်းအရာနောက်တစ်ခုဖြစ်သွားတာကိုအရင်ဆုံးလူတိုင်း writing test 2မှာအရင်ဆုံးလူတိုင်းပထမဆုံးလုပ်ကြတာက relevant answer ဖြစ်ပြီးတော့သူမေးတာနဲ့ဆိုင်တာကိုက simple English နဲ့ရေးနိုင်ဖို့အရင်စူးစမ်းသင့်တယ်ပေါ့နော်အများဆုံးမှားတဲ့အမှားဒီဟာပဲမဆိုင်တာတွေရေးတာပေါ့နော်မဆိုင်တာတွေရေးတာဒီအများဆုံးမှားတဲ့အမှားဖြစ်ပြီးတော့ဘာလို့လူတွေကဒီ relevancy ကိစ္စမှာပြဿနာတက်နေကြရလဲဆိုတော့အများစုက writing test ရေးတဲ့အခါကျရင်မိကုန်းတေချာမဖတ်ဘူးမိကုန်းတေချာမဖတ်ဘူးမိကုန်းတစ်ခေါက်ဖတ်လိုက်တယ်ဒီမိကုန်းကဘာကောင်းစင်လဲလိုက်ကြည့်ပြီးအဲ့ဒီကောင်းစင်နဲ့ပတ်သက်ပြီးတော့ကိုရေးသမျှအကုန်လိုက်ရေးတယ်ပေါ့နော်မိကုန်းတစ်ခေါက်ဖတ်လိုက်လို့မိကုန်းထဲမှာ tourism ဆိုတဲ့အကြောင်းပါလာတယ်ဆိုရင် tourism နဲ့ပတ်သက်ပြီးတော့ကိုသိသမျှလိုက်ရေးအဲ့ဒါကြောင့်မှားတာပေါ့နော်အဲ့တော့ relevancy ကနံပါတ်1အရေးကြီးဆုံးပဲဖြစ်ပြီးတော့သူ့အမှတ်ပေးစီးမြင်ထဲမှာတော့ဒါကိုtest response လို့ခေါ်တယ် test response 25%ဒီ writing test 2လုပ်ချင်တဲ့အခါပဲဖြစ်စေ writing test 1လုပ်ချင်တဲ့အခါပဲဖြစ်စေ speaking ပဲဖြစ်စေအဲ့ဒီ test response 25%အရင်ရှင်း test response ရှင်းပြီးတော့မှကျန်တဲ့ဟာလာ test response ရှင်းတော့မှသာသူမေးတဲ့မိကုန်းနဲ့ဆိုင်တာကိုကဖြေသွားပြီဆိုတဲ့အခါကျတော့မှကျန်တဲ့85%ကအမှတ်စရလာတာပေါ့နော် test response မှားနေတယ်ဆိုရင်ကျန်တဲ့85%ဘယ်လောက်ပဲမှန်ကိုကအမှတ်မရတော့ဘာလို့လဲဆိုတော့သူမေးတာနဲ့ဆိုင်တာမှကိုကမဖြေဘူးသူကဘယ်လိုကိုအမှတ်ပေးလို့ရမလဲပေါ့နော်အဲ့တော့အဲ့ဒီဟာတစ်ခုရှိမယ်နောက်တစ်ခုကတော့ speaking နဲ့အတူတူပဲရှင်းပြဘာလို့ရှင်းပြနိုင်လဲကအမှတ်ရစေတာ idea ကောင်းတာဆိုတာအမှတ်ရတာမဟုတ်ဘူး idea နည်းတာများတာအမှတ်ရတာမဟုတ်ဘူးဘာလို့ရှင်းပြနိုင်လဲကအမှတ်ရစေတာဖြစ်ပြီးတော့နောက်တစ်ချက်ကကျတော့ speaking နဲ့အတူတူပဲ example လေးပေါင်းရေး topic collocation လေးပေါင်းထည့်ပေါ့နော် example ဆိုတာသူမေးတဲ့အကြောင်းအရာနဲ့ဆက်ဆက်နေတဲ့ပစ္စည်းအမျိုးအစားလေးဖြစ်လိမ့်မယ်ဒါမှမဟုတ်နာမည်လေးဖြစ်လိမ့်မယ်ပေါ့နော်ဥပမာခုနကပြောတဲ့ဆရာတို့social media နဲ့ဆိုင်တဲ့ခေါင်းစဉ်ပါလာတယ်ဆိုရင် social media နဲ့ဆိုင်တဲ့ example လေးလိုက်ထည့်ပေါ့နော် social media နဲ့ဆိုင်တဲ့ example ဆိုတော့ Facebook Twitter Instagram စသည်အဖြစ်ပေါ့နော် tourism နဲ့ဆိုင်တဲ့အကြောင်းအပါလာတယ်ဆိုရင်tourist တွေလာတာများတဲ့နေရာတွေလူတွေခရီးသွားလည်ကြတဲ့နေရာလေးလိုက်တယ်ပေါ့နော်ဖူးကတ်ချောင်းသာရွှေလီကုန်းပဲခူးတာစသည်အဖြစ်ပေါ့နော်ဘန်ကောက်စင်ကာပူစန်တိုဇာအိုင်လန်
စသည်အဖြစ်ပေါ့နော်သူမေးတဲ့ခေါင်းစဉ်နဲ့ဆက်ဆက်နေတဲ့ example လေးပါလာအောင်ရေးပေါ့နော်ဒါအရေးကြီးတယ်ပေါ့ example ထဲတော့မယ်ဆိုရင်ဆရာ recommend ပေးတာကတော့သူများကိုလက်ညှိုးထိုးပြလို့ရမယ့်ဟာကို like စဉ်းစားပေါ့ဒီအကြောင်းနဲ့ပတ်သက်ပြီးတော့ငါဘယ်နေရာကိုလက်ညှိုးထိုးပြလိုက်တယ်ဆိုရင်ကိုရေးနေတာကိုတစ်ဖက်လူအနေနဲ့မြင်သွားမလဲပေါ့နော်ကိုလက်ညှိုးထိုးပြလို့ရတဲ့ဟာကိုပဲ like စဉ်းစားပေါ့အဲ့လိုမျိုးဆိုမလွဲတော့ဘူးပေါ့နော်ဒါမှတ်လို့လွယ်တဲ့နီးလန်းလေးဖြစ်ပြီးတော့နောက်တစ်ချက်ကတော့ဆရာတို့ဒီ topic collocation လေးပါလာဖို့လိုတယ် topic ကခေါင်းစဉ် collocation ကစာလုံးအတွဲလေးတွေဖြစ်ပြီးတော့ topic collocation ဆိုတာဒီခေါင်းစဉ်နဲ့ဆက်ဆက်ပြီးတော့တွဲသုံးလေးတွဲသုံးစားရှိတဲ့စာလုံးအတွဲလေးတွေပါလာဖို့လိုတာပေါ့နော်topic collocation လေးပါလာတာ vocabulary ပါလာတာနဲ့အတူတူပဲဖြစ်ပြီးတော့vocab လို့မခေါ်ဘဲနဲ့အမှတ်ပေးတဲ့စီမင်းထဲမှာတော့သူက lexical resource လို့ခေါ်တာပေါ့နော်ဆရာတို့နောက်တစ်ချက်ကတော့ဆရာတို့ writing test 2 symbol လေးပုံမှန်ဖတ်ပေါ့နော်ဒါပေမဲ့ writing symbol ဖတ်တယ်ဆိုတာအများအဖြစ်သိကြတဲ့အရာဖြစ်ပြီးတော့ writing symbol ဖတ်ချင်တယ်ဆိုရင် IE ရဲ့ list ရှိတယ် IE ရဲ့ advantage ရှိတယ် IE ရဲ့ pocket ရှိတယ် Google မှာ IE ရဲ့ writing symbol ဆိုပြီးရိုက်ကြလိုက်တဲ့အခါကျရင်ဖတ်လို့ရတဲ့နေရာတွေအများကြီးကျလာလိမ့်မယ်ပေါ့နော်ဒါမှမဟုတ်စာအုပ်ဖတ်ချင်တယ်ဆိုတဲ့သဘောမှာစာအုပ်နဲ့ဖတ်ချင်တယ်ဆိုတဲ့စာအုပ်တွေရှိတယ် writing symbol လေးဖတ်တာကောင်းတဲ့အနည်းချင်းလေးတစ်ခုဖြစ်ပြီးတော့ဖတ်တိုင်းရောရေးတတ်လားဆိုတော့လေဖတ်တိုင်းတော့မရေးတတ်ဘူးပေါ့နော်ဖတ်ပုံဖန်တီးမှန်မှုလိုတာပေါ့နော်ဖတ်ပုံဖန်တီးမှန်အောင်ဘယ်လိုလုပ်လဲဆိုတော့ writing symbol လေးတွေမဖတ်ခင်မှာအရင်ဆုံး planning ချပေါ့နော် planning ချပြီးတော့မှ writing symbol ဖတ်မဟုတ်ရင်အလကားပဲ planning ချရဲဆိုတာအကျန်းချရေးတာပေါ့အကျန်းချရေးတာအရင်လုပ်ပေါ့နော်အကျန်းချရေးပြီးတဲ့အခါကျမှ writing symbol ဖတ်မဟုတ်ဘူးဆိုရင်တော့တိတ်ပြီးတော့အဲ့လောက်ကြီးမထူးကြဘူးဗျာကိုဖတ်လိုက်တဲ့ writing symbol ကလေနောက်ဆုံးတစ်ခုကတော့ထုံးစံအတိုင်းကိုစီကဟို write speaking နဲ့ writing မှာဆရာတို့ဒီ mock test နဲ့ feedback တွေကအရေးကြီးတဲ့ကိစ္စဖြစ်ပြီးတော့ဟို mock test လေးတွေဖြည့်ပြီးတော့မှတကယ်စာမွေးအတွက် exam registration သွားလုပ်ပေါ့နော်ပြီးရင် feedback လေးယူပေါ့ feedback လေးယူတဲ့အခါကျတော့မှကိုတကယ်စာမွေးသွားဖြည့်တဲ့အခါကျရင်ကိုမှားလေးမှားတာရှိတဲ့အမှားလေးတွေကရှောင်ရှားလို့ရမှာဖြစ်ပြီးတော့ကိုအမှတ်ကတက်လာမှာပေါ့နော်အကယ်လို့များကိုက mock test ဝင်မဖြည့်ဘူး feedback မယူဘူးဆိုရင်ကိုတောက်လျှောက်မှားလာတဲ့အမှားကဆောင်းမဖြေတဲ့နေ့အထိလေကိုကမှားနေဦးမှာပေါ့နော်အဲ့တော့တိတ်အဆင်မပြေဘူးပေါ့ကိုလူတယောက်နဲ့တယောက်နဲ့ဘာလို့ feedback ယူဖို့ကအရေးကြီးတယ်လို့ဆိုတော့တယောက်နဲ့တယောက်နဲ့ဖြစ်နေတဲ့ပြဿနာမတူဘူးတချို့က exam မှာပါလာတာတချို့က test response လွဲတာတချို့က topic collocation မှာပါလာတာတချို့က grammar မှားတာတချို့က coherence and cohesion ပြဿနာတက်တာကိုဘယ်ပိုင်းပြဿနာတက်နေလဲပေါ့နော်ကိုပြဿနာတက်နေတဲ့အပိုင်းကိုသိဖို့အတွက် mock testဆိုတာဖြေရတာဖြစ်ပြီးတော့ feedback ဆိုတာယူရတာဖြစ်ပြီးတော့ဒီ feedback ရသွားတဲ့အခါကျတော့မှငါဒီပိုင်းတော့မှားနေတယ်အဲ့ဒါဆိုငါစာမဖြေတဲ့နေ့မှာငါဒီလိုလေးလုပ်လိုက်မယ်စာမမဖြေခင်ဒီလိုလေးလုပ်လိုက်မယ်ဆိုပြီးတော့ကိုအားနေတာဗာလဲသိသွားတဲ့အခါကျတော့မှကိုအမှတ်ကတက်လာမဟုတ်ဘူးဆိုရင်ကိုရပြီးသားတွေပဲကိုနောက်တစ်ခေါက်ထပ်လုပ်နေတာလည်းဖြစ်နိုင်တယ်ကိုက test response ကိုကရပြီးသွားပြီအဲရပြီးတဲ့ test response ကိုပဲကိုကနောက်တစ်ခေါက်ထပ်လာကိုလိုနေတဲ့အရာကိုကသွားမဖြည့်တာလည်းဖြစ်နိုင်တယ်ပေါ့နော်ကိုဘာလိုနေလဲဆိုတာကိုသိဖို့လိုတဲ့အတွက် mock test နဲ့ feedback နဲ့အရေးကြီးတာဖြစ်ပြီးတော့ IS ဆိုတာ work on your weakness ပဲကိုအားနေတဲ့အရာကိုသွားလုပ်တော့မှကိုယ့်ရဲ့ balance ကိုတက်လာတာဖြစ်တဲ့အတွက် mock test နဲ့ feedback တွေကအရင်အရေးကြီးတာဖြစ်ပြီးတော့ဆရာတို့သင်တန်းမှာဆိုရင်တော့ဒီကျောင်းသားတယောက်အဆောင်မဖြေလို့ရမရဆိုတာကို mock test နဲ့ပဲဆုံးဖြတ်တာပေါ့နော် best တစ်ခုစုံတိုင်း mock test လေးစစ်တဲ့အဲ့ mock test ဝင်ဖြည့်ကြည့် mock test မှာအဆင်ပြေဆိုရင်စာမဲ exam registration သွားလုပ်လို့ရတယ်ဆရာတို့လည်း exam registration center ပဲဖြစ်ပြီးတော့ exam registration လုပ်ပြီးတယ်အဲ့တော့ mock test ကပဲအရေးကြီးတာပေါ့နော်ဆရာမေးချင်တဲ့မေးခွန်းလေးရှိရဲဆိုရင်အောက်က comment မှာရေးသွားပေးပါဦးခင်ဗျာဗီဒီယိုလေးကြည့်ပေးတာလည်းကျေးဇူးတင်ပါတယ်